စမတ်ဖုံးတွေရင်မျိုးစေ့လိုတင်စားပြောဆိုရမယ်ကဘာပထမဆုံးဖုံးကိုတော်မိုတိုယိုလာကုမ္ပဏီကမာတင်ကုမာဦးဆောင်ပြီး1983ခုနှစ်မှာတည်ထွင်ခဲ့တဲ့မိုတိုယိုလာဒိုင်နာတက်စ်8008ဒီသမိုင်းမှာအထင်ရှားဆုံးမိုဘိုင်းဖုံးတစ်လုံးဖြစ်ပြီးကဘာပထမဆုံးလက်ကင်ဆဲလူလာဖုံးအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်1982ခုနှစ်မှာဈေးကွက်ထင်းစတင်ရောင်းချခြင်းစီနိုကတော့အစပိုင်းမှာ$3,995ဖြစ်ပြီးယနေ့ငွေဖြင့်နှိုင်းယှဉ်မယ်ဆိုရင်$1,000ကျော်တန်းရှိပါတယ်အလေးချိန်တစ်သက်မှာတစ်ပေါင်ကီလိုဂရမ်ခန့်ရှိတယ်ဆိုတော့အခုခေတ်လက်ရှိဖုံးတွေထက်အလွန်လေးတယ်ဆိုတာကျွန်တော်မပြောလဲတငယ်ချင်းတို့သိနိုင်မှာပါအရွယ်အစားက73အမြောက်1.9 အမြောက်3.5လက်မှာရှိလို့ OK ဒီဘေးကလိုအမည်တွင်ခဲ့ပါတယ်ဘက်ထရီတက်တန်းကမိနစ်30နာရီခန့်ပြောဆိုနိုင်ပြီးစတန်ပိုင်ထားမယ်ဆိုရင်8နာရီခန့်အထားခံမှာဖြစ်ပါတယ်အားသွေးဖို့အတွက်တော့10နာရီကြာပါတယ်နီကယ်ကက်မီယံအမျိုးအစားဖြစ်ပြီး14ဗို့1100မီလီအမ်ပီယာအာဝါဖြစ်ပါတယ်ဘက်ထရီရဲ့3မြတ်9ပေါင်ဖုံးအလေးချိန်တစ်ဝက်လောက်ဖြစ်နေတော့အခုခေတ်ဖုံးတွေနဲ့ကွာဟာမှုတွေကိုထည့်ပြောဖို့တောင်းမလို့တတ်ပါဘူးနံပါတ်များဖော်ပြပေးမဲ့ display ကိုလည်းတက်ဆင်ထားပါသေးတယ်မှတ်ဉာဏ်အနေနဲ့ဖုံးနံပါတ်30သိမ်းဆည်းနိုင်ပါတယ်အဲ့ခေတ်အခါတွက်ကြီးမတဲ့အဆင့်တစ်ခုဖြစ်ခဲ့ပါတယ်တီးကျင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာရေးခဲ့ပေးပါနောက်ဗီဒီယိုမှာ OK ဖုန်းကြီးရဲ့အကြောင်းကိုဆက်လက်ပြောပြသွားပါမယ်ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဗဟုသုတတွေတိုးပွားကြပါစေဘိုင်ဘိုင် Please follow, like and share.